所以我那无所谓的，除非的，我哋要旅行，购买嘅，无所谓的点嘛，佢生哎哟，咩呗是哟，无所谓米大都用着完善，这边就不完善。好管理呀。你旅行，沙布的毛棒的、咖啡的，是这样，我给他微笑我这帮喏，这边我拿不回来吧。参加啲有冇？我話噶參加啲嘛，สี為貴喎，喏，生的哦，絲的哦，然後毛的哦，咖啡咩的哦，什麼毛的哦，所以我們當時攏都要的，我實地的我比較，這裡就我這裡我實地的我比較，你搬的，然後所以我是來不來嘛，喏。Zai. Rồi bà lâu này lẹ. Bà lâu này rồi. Usayo supply 嚟တိုက်တာကိုကြီးနေမျိုးဆက်က Usayo supply တိုက်ခိုင်းလို့ Usayo supply 嚟တိုက်တာပါအော် supply တဲ့ဟိတမီးကဒါလာခိုင်းUsayo supply 嚟တိုက်တာကိုကြီးနေမျိုးဆက်က Usayo supply တိုက်ခိုင်းလို့ကဲဟုတ်ပြီဗျာကဲကျေးဇူးလက်တင်နဲ့ဝင်းလက်သားတယ်ပြည့်တာလည်းပို့ပေးပါမယ်ဆူတောင်းလည်းပေးပါမထင်မဖက်နဲ့ဒါဝင်းသားလိုက်တယ်တကယ်ပဲUsayo ကိုဒါ Usayo အတွက်သူပေးတဲ့တူတီတော့အလူရှင်ကိုမိုင်ကဲUsayo အတွက်ဒီမှာအခုဆန်အေးရောမြေပဲစီရောUsayoမိသားစု3ယောက်လုံးအတွက်ဝမ်းဆက်တင်းကျုပ်ဖို့ဝမ်းဆက်ဟုတ်ပါပြီဗျာပြီးလို့ရှိရင်စားဖို့အတွက်မုံပုံးတွေကော်ဖီတွေစပြောင်းဟုတ်ပြီဒါဝိရှော်ဖို့အတွက်ပေါ့နော်အားတွေအကုန်လုံးတပြီးတော့လာပို့ပေးတာပါနော်ဟုတ်ပါပြီUsayo ရဲ့ဒူးကောင်းကိုဆေးထိုးဖို့ကိစ္စကိုလည်းကိုမိုင်ကဲကဒါဆရာဝန်ပြောတဲ့အတိုင်းတစ်ပတ်တစ်ချိန်ဆိုတစ်ပတ်တစ်ချိန်ပေါ့နော်9ရက်ထိုးပေးမယ့်ကိစ္စလည်းကိုမိုင်ကတောင်းယူတယ်နော်အေးမကြီး Usayo အတွက်အေးဒါပါကော်ဖီမစ်Usayo ကော်ဖီတောက်တယ်လို့ကော်ဖီမစ်ဟုတ်တယ်ဒါကြောင့်မလို့ဟောဖြစ်တာဟုတ်ဟုတ်ပြီဆက်ပြောင်းပတ်ဖူးဒါရောဆက်ပြောင်းမို့ဒါဝှချောမယ်ဟုတ်ပြီဗျာတကယ်ပဲမြေပဲစီမြေပဲစီထုံးတော့နာတရင်ကျမUsayoလှလှပပဝဖို့အတွက်ဒီမှာUsayoပစိုးနဲ့အင်ကြီးငါညီလေးကအလှရှင်ဆိုမယ်လို့အခုတည်းမှဟိုမှာလူမင်းနမနာကဖွက်တာဝေယဝဆအလှလေဒီနဲ့ဒါနာလို့ခေါ်တယ်ဝေယဝဆအလှသူများရဲ့အလှကိုအလှလိုပဲသဘောထားပြီးတော့စိတ်ထဲမှာလေတကယ်အဖြူစင်ဆုံးအတန့်ရှင်းဆုံးနဲ့အမြင့်မြတ်ဆုံးလုပ်ပေးတဲ့မယူကိုလည်းဒါကျွန်တော်ကအထူးပဲကျေးဇူးတင်တယ်လို့ကုသိုလ်တွေအများကြီးရပါတယ်မယူရဲ့တကယ်ပြောတာပါမယူစိတ်ချမ်းသာအခုလည်းကိုယ်ထူသူတွေပဲစိတ်မချမ်းသာပြောတာUsayoရဲ့သမီးတို့ကဈေးလိုက်ဝယ်နေတယ်ပြောလိုက်တာUsayoကဘလို့နေမဲတော့သမီးတို့ကအရန်ပြောနေဈေးတွေဝယ်ထုတ်တယ်Usayoကဘလို့မှမထင်တာဒါညီမလည်းပြောတာဟုတ်ဒီလိုပဲနောက်ရကြမှာဆိုUsayoလည်းဟိုကိစ္စလေးပြောပြီးတော့လေအိမ်မှာပဲနေပြီအဲ့ဒါဟိုမှာအဝတ်ကလေးရှော့ဘာရှော့နဲ့အခုမျိုးတိပိလာကနေဆိုတော့ဒီဖိလေးတစ်လုံးတယ်လိုက်မယ်ဗောဆိုတော့ထမုတ်လုံးတယ်မလို့အဲ့ဒါဒါကကြUsayoတယောက်တည်းမဟုတ်Usayoမျိုးသမီးတို့ပါပါတယ်ဝမ်းဆက်နော်တတင်းကျဝတ်ဖို့ဒီမှာUsayoရဲ့သမီးလေးတို့ပါသမီးလေးတို့ဝမ်းဆက်ကဲဒီမှာသမီးလေးကဲလာအောင်ညီမလေးတို့ပါမှာအနီလေးနဲ့ကဲအဲ့ဒါကျေးဇူးတင်ပါတယ်လို့နော်ဘုကြီးနေမျိုးဆက်မိသားစုတွေလည်းနော်ကျန်မှာချမ်းသာဖြစ်ပါစေလို့သမီးဆုပေးပါဦးညနေတော့ဟုတ်ပါပြီအလူရှင်ကတော့ကိုမိုင်ကဲပေါ့နော်ကိုမိုင်ကဲလူရှင်ကကိုမိုင်ကဲနိဗ္ဗာန်ဇော်ကိုနေမျိုးဆက်နောက်ကမယူဗမာပြည်မှာကျတော့မယူကအဓိကလုပ်ပြရတယ်Usayoမျိုးသမီးနဲ့လိုက်တယ်နော်ဒီကလေးလိုက်ပါရနော်လိုက်ပါတယ်ဟုတ်တယ်ကချင်းစင်လေးမျိုးသမီးရောက်နေပြန်လာဝမ်းသာအောင်ပါဒီခဏလေးနည်းနည်းနေပြပါလားသူပြန်ရောက်လာမှာပဲဟုတ်ကဲ့အဲ့တော့9နာရီခွဲဆိုရောက်ပြီလေကဲကြည့်တယ်မောင်ကဟန်တန်ဘုံတယ်မကြည့်အောင်
မုံပါလေလက်ဖေးနဲ့မုံနဲ့မနေ့ကစားလို့ရပြီကိုနေမျိုးဆိုရေနော်ကိုနေမျိုးဆက်နော်ညီလေးရဲ့ပို့လိုက်တဲ့ဒီမှာဆန်လေးစီးလေးတွေနော်မုံလေးဒီမှာအဝတ်အစားတွေသတင်းကျွတ်မှလေပထမဦးဆုံးအခုလိုလေဟိုကြီးကျယ်နော်တကယ်အများဆုံးဟိုကြောခံရတာပေါ့နော်ဥသောကြီးတကယ်ပြောတာဒါပထမဦးဆုံးအချိန်ပဲဘွားမှာအခုအသက်လည်း80တဲ့ဖြစ်နေပြီတခါမှမကြုံဘူးဒါကြောင့်တော့အခုလိုပေါ့ကွာဟိုအိမ်လေးလုံကြီးလေးပေါ့နော်ဆန်လေးဆိုလဲဆန်လေးဒီငါးပြီပေါ့သူတို့လာကြောကြတတ်နိုင်တာပေါ့အခုဒီမှာကြည့်အောင်ဒီမှာအမျိုးသမီးအတွက်ကောဒီမှာကဲဒီမှာကြည့်ဒီမှာသမီးအတွက်ကောကဲ surprise shot ကတော့ရသွားပြီဝန်တာသွားပြီဒီမှာကျအဝတ်လျှော်ဆက်ပြမှုမှာပါအစားရနော်လူလေသေးမရှိစားဝတ်နေမှုအားလုံးကိုပြည့်စုံနော်အစအရာဆန်စီစားဆေးပေါ့နော်အကုန်လုံးပြုလောက်ကင်ပေးတဲ့နော်အမှုရှင်ကိုမိုက်ကယ်ရောနောက်ကတိုက်တွန်းနှိုးတော်ပေးတဲ့ကိုနေမျိုးဆက်တဲ့မိသားစုတွေရောကိုနေမျိုးဆက်ကောနောက်ပြီးတော့ဗမာပြည်ကမယူဒါအားလုံးညီကောင်မောင်နှမတွေအဲ့တော့အကုန်လုံးဝိုင်းလို့ပေးတဲ့ဒီကုသိုလ်ရေးမှာအားလုံးလဲကုသိုလ်ကောင်းမှုတွေကိုအမြဲတမ်းဆက်မပြတ်ပရဟိတစိတ်နဲ့အကောင်းဆုံးအမြင့်ဆုံးတွေလုပ်ပေးနိုင်ပါစေလို့မြတ်တာဖို့ဆုတောင်းပေးပါတယ်နော်အခုဆိုရင်ဒါဟိုတိုက်စစ်ပြည်ချစ်နော်လူငယ်ပရဟိတအတင်းသားတွေကပထမဦးဆုံးယဟန်ခံရှင်ပြုနော်အဲ့တော့ရဒုံလာယဟန်အလှဝဲယူလုပ်ခဲ့တယ်အဲ့ဒီမှာဥဇော်ကြီးတို့ယဟန်တွေဝတ်ကြတယ်နော်ဘုန်းကြီးဝတ်ကြတယ်နောက်တော့ကုလူကျော်တွေလည်း၄-၆ ယောက်9 ယောက်တော့ပါပါတယ်နော်အခုတခါဒီဟာကြတော့ဥဇော်ကြီးကပို့ပြီးတော့ဟိုထူးကြတာပေါ့နော်ဘလို့ထူးကြတာလဲဆိုတော့ဥဇော်ကြီးရဲ့ဘဝတစ်သက်တာမှာအခုအသက်81နှစ်ဖြစ်တဲ့အထိဟိုကြောတော့ခံရတာပေါ့နော်တနေ့ကျွန်းကလာကြောတယ်ဟာဒီဆောင်နေမလာပြီးကြောကြတယ်ပေါ့နော်ကိုကလည်းကိုဆရာသမားတွေတော့သွားကြောပါတယ်အခုပြောချင်တာအခုဒီအသက်ဒီအရွယ်ရောက်တဲ့အထိတစ်ချိန်တစ်ခါမှနော်အခုလို့ရေချမြေချပေါ့နော်နိုင်ငံရချနော်အခုရှင်ကိုမိုက်ကယ်တော့ကိုနေမျိုးဆက်ရဲ့နော်ဥဆောင်မှုတိုက်တွန်းနှိုးဆော်မှုနိဗ္ဗာန်ဆိုကြီးကိုနေမျိုးဆက်ရဲ့တိုက်တွန်းနှိုးဆော်မှုနဲ့ကိုမိုက်ကယ်ကကျွန်တော်ကိုဇော်ကြီးကိုအခုသတင်းမကျွတ်ခင်နော်ပထမဦးဆုံးသတင်းကျွတ်မဟုတ်သတင်းကျွတ်မတိုင်ခင်မှာပဲသတင်းကျွတ်ကိုလာကြောသလိုဒါနံပါတ်1အချက်နံပါတ်2အချက်ကဘဝမှာတစ်ချိန်တစ်ခါမှမကြုံဘူးပဲနဲ့အခုပထမဦးဆုံးအချိန်အခုလိုပေါ့နော်ဒါတော့အဆန်နေစီးတွေနော်ဒီမှာမုံတွေရောကော်ဖီဘုတ်တွေရောနောက်တော့ဒီမှာကျော်ဒီမှာအင်ကြီးတွေလုံကြီးတွေရောနောက်ပြီးတော့ကျွန်တော်တယောက်တည်းလည်းမဟုတ်ဘူးကျွန်တော်ရဲ့ဤသားစုနော်ကျွန်တော်အမျိုးသမီးအတွက်ကောဒီမှာနောက်ပြီးတော့ဒီမှာသမီးလေးအတွက်ကောဒီမှာသမီးလေးအတွက်ကောသမီးလေးကလည်းဝန်တာမှာပါသူကလည်းသတင်းကျွတ်ကိုအဲ့လိုပေါ့အင်ကြီးလေးပါလို့လူငယ်တဘာဝဘဝကြောင်းသူဆိုတော့ဝစ်ချင်တာပေါ့အခုတော့ဒီမှာသမီးတွေမှာဆန္ဒပြည့်ပြီလားနော်ဝါဆက်ရပြီနော်ကဲအဲ့တော့အခုလိုပေါ့နော်ဆန်စီနော်ဥဒ္ဓရဲ့ဒူးကုပေးတယ်ဆိုတော့ဆေးဒါအကုန်လုံးပစ္စည်း၄ပါးပါတယ်အဲ့တော့ပစ္စည်း၄ပါးကိုနော်ပြည့်စုံတဲ့မိသားစုစုကိုအခုလိုပြည့်စုံထောက်ပံ့ကူညီတာဥဒ္ဓကြီးဘွားမှာဒါသတင်းကျွတ်လည်းဖြစ်တယ်ပထမဦးဆုံးအချိန်ဒီအသက်ဒီပတိဒီလိုတစ်ခါမှအဲ့လိုကြောမခံခဲ့ရဘူးအခုပထမဦးဆုံးအချိန်ကြောခံလိုက်ရတာအဲ့တော့ဥဒ္ဓကြီးပီတိလည်းဖြစ်တယ်အရန်လည်းဝင်းတာတယ်နော်နောက်ကိုမိုက်ကယ်အလှရှင်ကောနောက်ကကိုနေမျိုးဆက်ကောနောက်တော့ဒီကမတ်ယူရောနော်ဒါကျွန်တော်ရဲ့ဒါအလှရှင်နေကျွန်တော်ရဲ့ကျေးဇူးရှင်နေလို့ပဲကျွန်တော်အားလုံးသတ်မှတ်ပါတယ်နော်ဒီနေရာနေပဲဒီကျေးဇူးတရားတွေကိုကျွန်တော်ကြောပါတယ်နောက်တော့မေတ္တာတရားနဲ့လည်းကျွန်တော်အမြဲတမ်းနဲ့မေတ္တာဖို့ကျွန်တော်တရားထိုင်မေတ္တာဖို့ကျွန်တော်အမြဲတမ်းလုပ်ပေးပါတယ်လို့နော်သူအဲ့ဒီလိုလုပ်ပေးတဲ့ကုသိုလ်တွေကိုလည်းနာမည်တွေနဲ့ပုတ်တက်ပြီးတော့ကျွန်တော်အမျှပေးဝေပါတယ်ဒါကြောင့်မလို့ကိုနေမျိုးဆက်နောက်ပြီးတော့ကိုမိုက်ကယ်နောက်ညီမလေးကိုမယူတို့အကုန်လုံးရကြပါစေလို့နော်ဒီကုသိုလ်ရဲ့ကောင်းမှုကြောင့်တိုင်းရှိပြည်ချစ်နော်ညီကိုမောင်နှမတွေမိသားစုတွေအလှရှင်တွေအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာပြီးတော့အားလုံးလူရဆန္ဒတွေပြည့်ပါစေဒီတဲ့မကလည်းတိုးတက်ကြီးပွားပြီးတော့လှူနိုင်တန်းနိုင်မှပုံကိုကြီးတွေဖြစ်ပါစေအလှရှင်ကြီးတွေဖြစ်ပါစေလို့ဦးတို့ရမေတ္တာပို့ဆုတောင်းပါတယ်နော်ညီလေးနေမျိုးဆက်ကောနောက်အလှရှင်ကိုမိုက်ကယ်ကိုမမြင်ဘူးပါဘူးသို့တော့ညာလည်းပဲယင်ထဲမှာထာဝရရှိနေပါပြီနော်ကျေးဇူးရှင်ဖြစ်နေအသိမှတ်ပြုထားပါတယ်ကျေးဇူးလည်းအထူးတင်ပါတယ်